ဒါကြီးကကျတော့200စင်တီမီတာပေါ့နော် size ကြီးကလည်းဒီမှာကြည့်ရောအကြီးပဲပေါ့နော်ဒီခေါင်းနေမယ်ဒီမှာလက်တောင်ကျော်လောက်ရှိတယ်ဒါလေးကအသေးလေးပေါ့နော်ကိုကခေါင်းနေနဲ့လည်းသုံးလို့ရတယ်အသေးခေါင်းလေးပါအသေးခေါင်းလေးကင်ထားတာအဲ့ဗီဒီယိုမှာကျတော့180စင်တီမီတာပေါ့နော်ဒါကတော့အဲ့180စင်တီမီတာတဲ့ကြီးတယ်200စင်တီမီတာဖြစ်ပါရဲ့ရှင်စင်တီမီတာတဲ့နည်းနည်းသေးတဲ့ size ပေါ့နော်အဲ့မှာအရှိရဟာဘယ်လောက်လဲဆိုတဲ့ဟာလေးကိုလည်းပြပေးဦးမယ်နော်ဒါကတော့ခုနကပေါ့နော်အရှိဆုံးဟာလေးကဘယ်လောက်လဲဆိုတာလေးကိုပြောင်းရွှေ့ထားတာဒါလေးကကျတော့180စင်တီမီတာပါဈေးနှုန်းလေးကကျတော့2,800,000ဒါလေးစိုက်ကြီးကအရင်ကြီးရပေါ့နော်ဒါရဲ့200စင်တီမီတာ180စင်တီမီတာဒါလေးဆိုအနီရောင်လေးအရန်လာတယ်ပြီးဒီမှာပန်းရောင်ပေါ့နော် SK Dry Shop မှာလူမျိုးအယုတ်အကြီးလို့တရက်ကြော်တွေကို SK Dry Shop မှာလက်လီရောရနေလက်ကားလေးရနေဆိုတာလေးကိုသတင်းကောင်းလေးလာပြောပြရဖြစ်ပါတယ်ဒီလိုမျိုးလူတရက်ကြော်ကြီးမလို့ချင်ဘူးဆိုလို့ရှိရင်လည်းအောက်မှာ site သေးလေးတွေလည်းရှိရယ်နော်ဒါလေးဆိုလို့ရှိရင်လည်းလူတိတ်အရက်ရက်တစ်ဝက်လောက်ရှိရယ် site တွေကတော့အစုံရှိရယ် SK Dry Shop မှာလိုချင်နေဆိုလို့ရှိရင်ချက်ပေါက်ကုန်လာခဲ့ပြီးသွားပြီဆိုလို့ရှိရင်ရန်ကုန်လည်းပို့ပေးတယ်နေလည်းပို့ဆောင်ပေးပါရဲ့ရှင်site သေးလေးကနေပြီးတော့ site ကြီးကြီး SK Dry Shop မှာရတာမို့လို့မှာကျင်တယ်ဆိုလို့ရှိရင်เนาะ SK Dry Shop ကိုပဲတတိရလိုက်တော့เนาะနောက်ထပ်ဗီဒီယိုမှာတင်တွေ့ပါမယ်ရှင်အားလုံးပဲတတား